ကျတို့ဒီကဖောင်လေးတွေပေါ့နော်ဒီဖောင်လေးတွေကိုကြီးမယ်သိမယ်ဆိုလို့ရှိရင်ကျတို့တိုက်တူးလေးရွေးပြီးတော့လွယ်လွယ်ကူကူပဲဒီဟာလေးကိုအရင်ဆုံးဆက်လက်မှတ်မယ်ပေါ့နော်အရင်ဆုံးဆက်လက်မှတ်မယ်ဆက်လက်မှတ်ပြီးကြဒီအပေါ်မှာရှိနေတဲ့ဒီကနေရာမှာကျတို့တွားပြီးပြောင်းလို့ရအဲ့လိုမဟုတ်ဘဲနဲ့ဒီဘက်ကကာရီတာထဲမှာတွားပြောင်းလို့ရှိလို့ရှင်လည်းရတယ်ဒါလွယ်တယ်ပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ကျတော့တင်ချာဘော်တရားလေးတွေထည့်မယ်ဆိုလို့ရှိရင်ဒီကောင်ကိုလောဆယ်မှာချက်20ကိုပြောင်းထားလိုက်မယ်ပေါ့နော်20ကိုပြီး20ကိုပြောင်းလိုက်မယ်20ကိုပြောင်းလိုက်တော့ဒီမှာတော့ဖောက်ရည်ကြီးလာပြီအဲ့ဒါကိုဒီကဘာလုပ်လဲမသိတော့နှစ်နဲ့ထပ်ပြီးစားလိုက်မယ်နေ့ရက်ဆိုင်တယ်မှာတွေ့လားနော်10ဖြစ်သွားပြီဟုတ်ပြီအဲ့ဒါချက်မြောက်လို့ရလားမြောက်ကြည့်အောင်20မြောက်လိုက်တော့20ဖြစ်သွားပြီအဲ့တော့ဟိုပေါင်းတာတွေနှုတ်တာတွေရလားဆိုတော့ချက်ဆက်ပြီးဆန်းပြမယ်နှုတ်ကြည့်မယ်9လောက်နှုတ်ဘယ်တွေ့လားနော်နှုတ်လို့လည်းရတယ်ဟုတ်ပြီပြီးပေါင်းကြည့်မယ်ပေါင်းလို့လည်းရတယ်ကျန်တော့တရားကိုအရင်ကပုံစံအတိုင်းလိုပဲပြန်ထားမယ်ပေါ့နော်အဲ့တော့ဒီဖောင်ပြောင်းလဲဆိုလို့ရှိရင်အဲ့လိုမျိုးလေးလည်းပြောင်းရရဲဆိုရင် tip ကလေးကိုလာပြီးတော့ပြောတာပါကျွန်တော်ကပုံစံလေးပဲပြထားပါမယ်Photoshop ကိုစိတ်ဝင်စားရတယ်ဆိုလို့ရှိရင်ချက်စီမှာ Photoshop တန်းလေးတန်းဖွင့်ထားရရှိရပေါ့နော်ကိုယ့်ရဲ့ဒီကွန်ပျူတာထဲမှာ Photoshop ရှိမနေဘူးဆိုလို့ရှိရင်တော့အဆင်ပြေတယ်ချက် file နဲ့အကုန်လုံးကိုပေးမှာပေါ့နော်ဒီအခြေခံနေစပြီးတော့တင်ပေးမှာစိတ်ဝင်စားရတယ်ဆိုလို့ရှိရင်ဒီ MCI ရဲ့ချက်ပေါက်မှာတွားပြီးတော့ပြောလို့ရတယ် Telegram ကဆိုလို့ရှိရင် Telegram ရဲ့ MCI admin စီမှာတွားပြီးတော့ပြောလို့ရတယ် Video class လေးရှိတယ် in person လေးရှိရပေါ့နော်စိတ်ဝင်စားရဆိုတော့ဆက်မေးအောင်မယ်